အိန္ဒိယသမုဒ္ဒရာ Reunion ကျွန်းမှာတွေ့ရှိခဲ့ရတဲ့လေယာဉ်ပျံအတောင်ပံအပိုင်းအစဟာ လွန်ခဲ့တဲ့ ၁၇ လကပျောက်ဆုံးသွားပြီးရှာမတွေ့ဖြစ်နိုင်ခဲ့တဲ့ MH370 ခရီးစဉ် မလေးရှားလေကြောင်းပိုင်လေယာဉ်ရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် Najib Razak ကဒီကနေ့အတည်ပြုပြောဆိုလိုက်ပါတယ်။ လေယာဉ်ပျောက်ဆုံးသွားခဲ့ပြီးနောက် ရက်ပေါင်း ၅၁၅ ရက်အကြာမှာ Reunion ကျွန်းမှာတွေ့ရှိခဲ့တဲ့ လေယာဉ်အစိတ်အပိုင်းဟာ MH370 ရဲ့အစိတ်အပိုင်းတခုဖြစ်ကြောင်း နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ကျွမ်းကျင်သူတွေက အတည်ပြုချက်ပေးလိုက်ပါပြီလို့ Mr. Razak ကရုပ်သံပေါ်ကနေ စိတ်ထိခိုက်စွာနဲ့ပြောဆိုခဲ့ပါတယ်။ Today, 515 days since the plane disappeared. It is with a very Mr. Razak ရုပ်သံပေါ်ကနေပြောဆိုသွားတာဖြစ်ပါတယ်။ မလေးရှားလေကြောင်းလိုင်းကလည်း လေယာဉ်ပေါ်လိုက်ပါသွားတဲ့ခရီးသည် ၂၃၉ ယောက်နဲ့ လေယာဉ်အမှုထမ်းတွေရဲ့မိသားစုတွေမိတ်ဆွေတွေထံကို ဝမ်းနည်းကြေကွဲမှုဖြစ်ရပါကြောင်း အသိပေးတဲ့ကြေညာချက်ထုတ်ပြန်လိုက်ပြီး အခုတွေ့ရှိချက်ဟာ ပျောက်ဆုံးနေတဲ့လေယာဉ်ကိုရှာဖွေတွေ့ရှိရာမှာအရေးပါတဲ့အချက်ဖြစ်ကြောင်း နောက်ထပ်အစိတ်အပိုင်းတွေကိုလည်းတွေ့ရှိနိုင်လိမ့်မယ်လို့မျှော်လင့်တဲ့အကြောင်းပြောဆိုပါတယ်။ နောက်ပြီးဒီအဖြေရှာမရဖြစ်နေတာကိုဖြေရှင်းရာမှာအထောက်အကူပြုနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ကြောင်းပြောဆိုပါတယ်။ ဒါပေမဲ့ လေယာဉ်အစိတ်အပိုင်းကိုစစ်ဆေးဖို့ရောက်ရှိနေတဲ့ ပဲရစ်မြို့မှာရောက်နေတဲ့ကျွမ်းကျင်သူတွေကတော့ ပြင်သစ်ပိုင်ကျွန်းမှာတွေ့ရှိထားတဲ့အစိတ်အပိုင်းဟာပျောက်ဆုံးနေတဲ့လေယာဉ်ရဲ့အစိတ်အပိုင်းဟုတ်မဟုတ်ဆိုတာ သေချာမပြောနိုင်သေးဘူးလို့ပြောပါတယ်။ ပြင်သစ်အစိုးရရဲ့ရှေ့နေတယောက်ကတော့ ဒီအစိတ်အပိုင်းဟာ MH370 ရဲ့အစိတ်အပိုင်းဖြစ်ဖို့များကြောင်း ဒါပေမဲ့တွေ့ရှိချက်တွေကိုအတည်ပြုချက်ရယူဖို့လိုသေးတဲ့အကြောင်းပြောဆိုပါတယ်ခင်ဗျာ။